ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုစနစ်ချိန်အတွက်ပေါ့နော်ကျွန်တော်ကနန်းကင်တဲ့စနစ်ကလေးတွေကိုချပြခံမှန်းပေးမှာဖြစ်ပါတယ်ခင်ဗျာကဲကြည့်အောင်ပေါ့နော်ဒီနေရာမှာလေဗျဒီမှာ6ထိပ်တယ်ဒီမှာ9ထိပ်ဒီမှာ9ထိပ်3ညရတယ်ဗျဟုတ်ပြီနော်ကဲအဲ့9ထိပ်ကနေပြန်စိတ်မှာ9ထိပ်9ထိပ်ဒီမှာ6ထိပ်ကလည်း3ညရတယ်ဗျအဲ့ပြီးဒီမှာအဲ့6ထိပ်ကပြန်စိုက်ရင်6ထိပ်6ထိပ်8ထိပ်အဲ့ဒါလည်း3ညရတယ်ဗျဟုတ်ပြီနော်အဲ့ဆိုကျွန်တော်တို့ခုနကဘာရေးကြလဲဆိုတော့6ထိပ်9ထိပ်5ထိပ်ကဇောင်းမှာတဲ့ဒီမှာနော်တပင်ကျော်ဇောင်းလေးမှာတဲ့ဟိုဒီတက်ခါနဲ့6ပရိတ်နဲ့3ညရတယ်ဗျဟုတ်ပြီနော်ဒုတိယပေါ့နော်ဒီမှာဒုတိယ9 6 sorry 9 9 6ကဇောင်းမှာလေဒီမှာဟောဒီ8ခါနဲ့ဒီ2ပရိတ်ကလည်း3ညရတယ်ဗျဟုတ်ပြီနော်အဲ့ဆိုတတိယပေါ့နော်ဟောဒီ6ထိပ်6ထိပ်8ထိပ်ပေါ့နော်အဲ့3ညမို့တဲ့သူ့ရဲ့ဇောင်းမတပင်ကျော်မှာဟောဒီတက်ခါနဲ့ဒီမှာ6ပရိတ်နဲ့3ညဆိုဒီမှာကစားထားတယ်ပေါ့နော်ဒီစနစ်ကလေးကတော့6တက်နဲ့ကျွန်တော်အောင်ခဲ့တဲ့စနစ်ထဲမှာပေါ့နော်ကျွန်တော်ဒီ6ပရိတ်လိုင်းကိုကျွန်တော်9မျိုးပြတဲ့မှာဒီစနစ်ကလေးပါခဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုတော့မိတ်ဆွေဟောင်းနေတော့တီးပြီးသားဖြစ်မယ်ပေါ့နော်ကဲဒီနေရာမှာကျွန်တော်မှတ်စေချင်တာဒီဟောဒီ3ညတွေကြောင့်မဟုတ်ပေါ့နော်ဟောဒီတက်ခါနဲ့6ပရိတ်နဲ့3ညရတယ်ဗျဟောဒီ8ခါနဲ့2ပရိတ်ကလည်း3ညရတယ်ဗျဟောဒီတက်ခါနဲ့6ပရိတ်ကလည်း3ညလို့ပဲမှတ်ထားပါတော့နော်3ညဖြစ်စဉ်လေးမှတ်ထားပါတဲ့အဲ့ဆိုသူ့အောင်2ပင်ကျော်ပေါ့နော်တပင်2ပင်ကျော်မှာတဲ့ဘာကြီးကစားထားလဲဆိုလို့ရှိရင်ဟောဒီမှာနှစ်ပိတ်နဲ့တဲ့သူ့တပင်ကျော်ရှေ့ပေါင်း6နဲ့ပုံသေးတဲ့ဒုတိယဒီမှာမနော်3ညဖြစ်ချင်းနှစ်ပင်ကျော်မှာပေါ့နော်တပင်2ပင်ကျော်မှာဒီမှာနှစ်ပိတ်နဲ့ဒီရှေ့ပေါင်း6ကလည်းပုံသေးတဲ့ဟုတ်ပြီနော်အဲ့ဆိုတတိယကျွန်တော်တို့ဒီမှာတက်ခါနဲ့6ပရိတ်ကဲ2ပင်ကျော်ဆိုတကွက်2ကွက်ကျော်တယ်ဒီမှာလဲနှစ်ပိတ်နဲ့ဟောဒီသူ့တပင်ကျော်ရှေ့ပေါင်း6နဲ့ပုံသေးတဲ့ဗျဟုတ်ပြီနော်အဲ့လိုကစားထားတယ်ကစားထားပြီးဘာဆက်လုပ်မလဲဆို तू ကဲကြည့်မယ်နော်ပထမနှစ်ပိတ်ရှေ့ပေါင်း6ကဲဘေးမှာတဲ့ဟိုက်မယ်နော်ဟိုဒီ3ညခါရယ်ရှင်းနှလုံး9ရယ်9ပါတဲ့ဘာကြောင့်အဲ့3ညခါရယ်ရှင်းနှလုံး9ရယ်9ထားတယ်ဆိုလို့ရှိရင်ねသူ့2ပင်ကျော်မှာ3 sorry သူ့ရဲ့3ပင်ကျော်မှာဟောဒီ3ညဖြစ်ချင်းကြောင့်3ညရဲ့ပေါ်ပါဒီမှာ9လို့ကစားတာတဲ့3ည4တက်က9လို့ကစားတာတဲ့ဒုတိယပေါ့နော်ဒုတိယ2ပိတ်နဲ့ရှေ့ပေါင်း6ကဲဘေးမှာလဲဒီမှာ3ညခါနဲ့ရှင်းနှလုံးပေါင်း9ပေါ့နော်3ည3ည9ဒီ9ပါပဲတဲ့ဘာကြောင့်9ထားလဲဆိုသူ့3ပင်ကျော်อ่ะပေါ့နော်ဟောဒီ3ညဖြစ်ချင်းကြောင့်3ညရဲ့ပေါ်ပါ9ပါတဲ့ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တတိယဟောဒီနှစ်ပိတ်နဲ့ရှေ့ပေါင်း6ကဘေးမှာကျွန်တော်အခု7ကြိမ်ပေါ့နော်ရောက်ကရောက်ပြီအဲ့ဆိုလို့ကျွန်တော်တို့ကဟောဒီ8ခါနဲ့ရှင်းနှလုံးခွင်နဲ့9လို့ပဲပြန်ကစားချင်တာအဲ့ဆိုကျွန်တော်တို့ရှင်းနှလုံးပေါင်းခွင်ပေါ့ဗောနော်ကင်ပါပေါ့နော်ဒီမှာ8ခါရှိရင်1ရှက်လေးဆိုတော့ဘာကြောင့်အဲ့လို9ကျင်တာလဲဆိုရင်သူ့ရဲ့3ပင်ကျော်ကဟောဒီ3ညဖြစ်ချင်းက3ညရဲ့ပေါ်မှာ9လို့ကစားချင်တာအဲ့ဆိုကျွန်တော်တို့ရှင်းနှလုံးပေါင်းချင်းခွင်ဆိုတဲ့စနစ်တစ်မျိုးရသွားပြီပေါ့နော်ကဲသူကဘာတွေဆက်လုပ်ထားစေလဲဆိုလို့ရှိရင်ပေါ့နော်ဘာတွေဆက်လုပ်ထားစေလို့ရှိလို့ရှိရင်ねဟောဒီပထမနှစ်ပိတ်ရှေ့ပေါင်း6ကဘေးမှာပေါ့နော်ဒီလိုစနစ်ပြီးတော့ဘာတွေဆက်လုပ်ထားလဲဆိုလို့ဆိုရင်ဟောဒီနှစ်ပိတ်ကဘေးမှာကြည့်နော်ဟောဒီတဲ့6ခါနဲ့သူ့တပွဲကျော်ကရှေ့ပေါင်း9နဲ့ဒီ4တဲ့ဗျဟုတ်ပြီနော်အဲ့ဒီ4ရလဲပုံနေပဲနော်6ခါနဲ့ရှေ့ပေါင်း9နဲ့ဒီ4တဲ့ဗျပုံနေကစားထားတယ်ဒုတိယနှစ်ပိတ်ရှေ့ပေါင်း6ကဘေးမှာလည်းအဲ့လိုပဲပေါ့နော်ဒုတိယနှစ်ပိတ်ကိုကြွကြည့်မယ်6ခါနဲ့ဒီမှာရှင်းနှလုံး9နဲ့ပေါ့နော်ရှင်းနှလုံး9နဲ့လည်း4ပါပဲတဲ့ပုံနေနော်4ပုံနေတတိယပေါ့နော်အဲ့ဆိုကျွန်တော်ဒီစနစ်ကိုလည်းပြန်ကစားနေတာနှစ်ပိတ်ကတတိယနှစ်ပိတ်ရှေ့ပေါင်း6ကဘေးမှာလည်းကျွန်တော်တို့ကနှစ်ပိတ်ကဘေးကဟောဒီခွန်ခါနဲ့ရှင်းနှလုံးပေါင်းခွန်နဲ့4လို့ဆက်ကစားခြင်းတာအဲ့ဆိုတော့ဒီမှာလည်းရှေ့ပေါင်းခွန်လို့ရမှာပေါ့နော်ဘာကြောင့်အဲ့လို4တွေကစားထားလဲပေါ့နော်ဆိုလို့ရှိရင်ပေါ့နော်နှစ်ရဲ့နှစ်ခတ်ပေါ့နော်ပထမနှစ်ပိတ်ကိုကြည့်မယ်နှစ်ရဲ့နှစ်ခတ်4လို့ကစားတာလားပေါ့နော်6လေးတက်က6ခါရဲ့ရှေ့ပေါင်း9ရဲ့ပေါ့နော်နှစ်ရဲ့နှစ်ခတ်4လို့ကစားတာလားဒုံးမဟုတ်ပေါ့နော်နှစ်9ဒီ9ဒီ6မို့ဒီ6ကိုပြန်ဖြည့်ရလား3မျိုးသလုံးကစနစ်တစ်မျိုးတည်းမို့ကျွန်တော်တစ်ခုတည်းချုပ်ပြမှာနော်အဲဆိုလို့ရှိရင်တနည်းအားဖြင့်ပေါ့နော်ဟောဒီ6ခါရယ်ရှင်းနှလုံး9ရယ်ဒီရှေ့ပေါင်း6ကဲ9 5 6ဒီ3ညအဲ့3ညဒီဟောဒီ3ညတွေကိုပြန်လုပ်ချင်တယ်လား3ကစလုံးတူတူပဲမို့တစ်မျိုးတည်းပြတာနော်အဲဆိုလို့ရှိရင်ဘယ်လိုပဲခေါ်ပေါ့နော်ဒီစနစ်က4ဖြစ်ချင်းပဲခေါ်5ဖြစ်ချင်းပဲခေါ်ပေါ့နော်ရှေ့ပေါင်းခွင်ပါပဲပေါ့နော်အဲဆိုကျွန်တော်တို့ဒီရှေ့ပေါင်းခွင်နဲ့ကင်မယ်ပေါ့နော်ဒီ7နှစ်ချိန်မှာကဲနောက်ဒါပထမဖြစ်စဉ်လေးဒုတိယဖြစ်စဉ်ပြန်ကြည့်အောင်ပေါ့နော်ဒုတိယဖြစ်စဉ်လေးတောက်ထပ်ကြည့်အောင်ဟောဒီမှာတဲ့သူကဘာကစားထားလဲဆိုရင်တဲ့နောက်နှလုံးပေါင်းချင်းရဲ့ပါပါရှေ့ပေါင်း6တယ်ဗျဟုတ်ပြီနော်ဒီမှာနောက်နှလုံးပေါင်းချင်းက1ရဲ့ပါပါဒီမှာရှေ့ပေါင်း6ပါတဲ့သူနှစ်ပင်ပေါ့နော်သူတစ်ပင်နှစ်ပင်ဒီမှာလဲပေါ့နော်နောက်နှလုံး6ကိုခွင်နော်နှလုံး6ရဲ့ပါပါဒီမှာရှေ့ပေါင်း1ပါတဲ့9 6တွဲသူနှစ်ပင်ကျော်တစ်ပင်နှစ်ပင်ကျော်လေဒီမှာနောက်နှလုံး1ပဲနော်8 3တွဲ8 3တွဲ1ရဲ့ပေါ်ကနေမှာရှေ့ပေါင်း6တယ်ဗျ3ဘူးကဲသူ
သူ့နှစ်ပင်ကျော်ပေါ့နော်တပင်နှစ်ပင်ကျော်တော့ဒီမှာပေါ့နော်နောက်ပေါင်း3ညရဲ့ပေါ့ပါဒီမှာရှေ့ပေါင်း9တဲ့ဗျဒီစနစ်ကိုကျွန်တော်ဘာကြောင့်ပြနေရလဲဆိုလို့ရှိရင်ပေါ့နော်နောက်နှလုံးပေါင်းရဲ့ပါဝါရှေ့နှလုံးပေါင်းအလုပ်လုပ်တယ်ဆိုတဲ့စနစ်ကိုပြောချင်တာဟုတ်ပြီနော်ကျွန်တော်ဖမ်းမှာတော့ဒီအနီးကစနစ်ကိုပဲကျွန်တော်ဖမ်းပြမယ်ပေါ့နော်အခုရောက်ကနေပတ်သက်ပြီးဒီလိုစနစ်ကိုဖမ်းမှာနောက်နှလုံးပေါင်းရဲ့ပါဝါရှေ့နှလုံးပေါင်းဘာဖြစ်မလဲဆိုတဲ့စနစ်ကိုဖမ်းပြမယ်ကဲကြည့်အောင်ပေါ့နော်ကဲရက်ကိုကြည့်မယ်ဒီမှာလေဗျကဲနောက်နှလုံးပေါင်း3 6 9တယ်ဗျအဲ့နှလုံး9ရဲ့ပါဝါရှေ့ပေါင်း4တယ်ဗျဒီမှာဟုတ်ပြီနော်ကဲဒီမှာလည်းအဲ့လိုပဲတဲ့ဗျနောက်နှလုံး3ညရဲ့ပါဝါရှေ့နှလုံးပေါင်း5တယ်ဗျဟုတ်ပြီနော်ကဲအဲ့ဆိုတတိယဒီမှာနောက်နှလုံး1 8 4ဆိုတော့နောက်နှလုံးပေါင်း2ပေါ့နော်2ရဲ့ပါဝါရှေ့ပေါင်းခွင်လို့ဆက်ကစားအောင်မလားဒီမှာလည်းနောက်နှလုံးပေါင်းခွင်sorry ရှေ့နှလုံးပေါင်းခွင်ရပြန်ပြီနော်ကဲအဲ့ဆိုပြန်ကြည့်မယ်နောက်နှလုံးပေါင်း9ရဲ့ပေါ်ရှေ့ပေါင်း4နောက်နှလုံးပေါင်း3ရဲ့ပေါ်ရှေ့ပေါင်း5နောက်နှလုံးပေါင်း2ရဲ့ပေါ်ရှေ့ပေါင်းခွင်လို့ဒီမှာလဲကစားကျင်တာဟုတ်ပြီနော်ဒါအောက်ကတက်ခဲ့တာပေါ့နော်အပေါ်ကဆင်းငယ်လေးတစ်ချက်ပြန်ကြည့်မယ်ဒီမှာလေဗျ690ပေါ့နော်နောက်နှလုံးပေါင်း9ရဲ့ပါပါဒီမှာရှေ့ပေါင်း4တဲ့ဗျနောက်တစ်ခုပေါ့နော်သူ့ရဲ့ဘေးမှာပဲဒီမှာနောက်နှလုံးပေါင်းခွင်ရဲ့ပါပါရှေ့ပေါင်း2တဲ့ဗျဒီမှာဟုတ်ပြီနော်ဒီကနောက်နှလုံးပေါင်းခွင်ဒီမှာရှေ့ပေါင်း2 392ကဲအဲ့လိုဆိုလို့ရှိရင်ဒီမှာနောက်နှလုံး2ရဲ့ပါပါရှေ့ပေါင်းခွင်ပဲပေါ့နော်ဒီမှာလဲစနစ်တစ်မျိုးပေါ့နော်နောက်ထပ်ရှေ့ပေါင်းခွင်ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကလည်းတက်ခဲ့ပြီအပေါ်ကလည်းဆင်းခဲ့ပြီရှေ့နှလုံးပေါင်းခွင်ကဲအဲ့ဆိုသူ့ကက်ရမှာဟောဒီမှာပေါ့နော်ရှေ့နှလုံးပေါင်း5ရှေ့နှလုံးပေါင်း6ရှေ့နှလုံးပေါင်းခွင်လို့လည်းကစားကျင်သေးတာဘာကြောင့်ရှေ့ပေါင်း5ရှေ့ပေါင်း6ရှေ့ပေါင်းခွင်လို့ကက်ရကစားကျင်လဲဆိုရင်တဲ့ကျွန်တော်ရှက်ပြန်ကြည့်မယ်နော်ဟောဒီ9ထိတ်နေရှေ့နှလုံး9နဲ့3ညတယ်ဗျအဲ့3ညဒီဟောဒီ3ညခါကြအောင်တဲ့ဟုတ်ပြီနော်ဒုတိယဟောဒီ3ထိတ်နဲ့ရှင်းလုံးလုံးပေါင်း6နဲ့9ဒီ9ပါတဲ့အဲ့9ဒီဟောဒီ9ခါကြောင်းတဲ့နောက်ထပ်ဟောဒီ1ထိတ်နဲ့ရှင်းလုံးပေါင်းခွင်နဲ့10ပါတဲ့ကစားကြတာနော်10လို့ကစားရင်1ထိတ်နဲ့ရှင်းပေါင်းခွင်နဲ့ဟောဒီ10ခါကြောင်းတဲ့အဲ့တော့ဒီနေရာမှာ10ခါ9ခါ3ညခါကလည်းအလုတ်လုထားဖြစ်တဲ့အတွက်3ညကြောင်းထိတ်နဲ့ရှင်းလုံး9နဲ့3ည9ခါကြောင်း3ထိတ်နဲ့ရှင်းလုံး6နဲ့3 9 10ခါကြောင်း1ထိတ်နဲ့ရှင်းလုံးခွင်နဲ့10လို့ကစားကြတာအဲ့ဆိုဒီနေရာမှာကျွန်တော်တို့ကအလျားလိုက်ပဲတော့အပေါ်တက်ခဲအောက်ကဆင်းစနစ်တွေဘလို့ပဲခေါ်ပေါ့နော်ရှင်းနှလုံးပေါင်းခွင်ဒီအမတန်လှပတယ်ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရှင်ကျွန်တော်ဒီစနစ်ချိန်မှာရှင်းနှလုံးပေါင်းခွင်နဲ့ကင်ပါမယ်ပေါ့နော်ကဲနောက်ထပ်ကျွန်တော်တို့ပေါ့နော်စနစ်တစ်မျိုးပြန်ကြည့်အောင်ပေါ့နော်ဒါကတော့နောက်ပေါင်းချင်းစနစ်ကလေးကြည့်အောင်ပေါ့နော်နောက်ပေါင်းချင်းစနစ်ကလေးဒီနေရာမှာပေါ့နော်ကျွန်တော်6နဲ့3နဲ့ပေါ့နော်6ပိတ်3ပိတ်2တက်ပြ9နဲ့3နဲ့နော်နှစ်ကြောင်သူ့ရဲ့တပင်ပွဲကြော်မှာ2ပိတ်လို့ဒီမှာကစားတယ်2ရဲ့ပါဝါခွန်ပတိတ်နဲ့သူကစားတယ်ဒီမှာလှလှပါမယ်နော်ဒီမှာနောက်တစ်နှလုံးပေါင်း9နဲ့3နဲ့2မို့သူ့တပွဲကြော်မှာ2ပိတ်2ရဲ့ပါဝါခွန်ပတိတ်နဲ့သူကစားတယ်နောက်ထပ်ပေါ့နော်ဒီမှာ3ညနဲ့3နဲ့3နဲ့ပြနှစ်ပြီးတော့3ပေါ့နော်3မို့သူ့တပွဲကြော်မှာ3ပိတ်တယ်3ရဲ့ပါဝါ10ပတိတ်နဲ့သူကစားတယ်ဒီမှာ9 3ည3ဟုတ်ပြီနော်ဒီမှာ4နောက်ထောင်လုံး2ပိတ်2ပိတ်ဆို4ပေါ့နော်4မို့သူ့တပွဲကြော်မှာ4ပိတ်4ရဲ့ပါဝါ9ပတိတ်နဲ့သူကစားထားပြန်လှလှပါမယ်နော်နှစ်မို့နောက်ထောင်နှစ်မို့နှစ်ပိတ်2ရဲ့ပါဝါခွန်ပရိတ်နောက်ထောင်3မို့3ပိတ်3ရဲ့ပါဝါ10ပရိတ်နောက်ထောင်4မို့4ပိတ်4ရဲ့ပါဝါ9ပရိတ်နဲ့သူဒီမှာကစားထားတယ်3နှစ်4ဟုတ်ပြီနော်ကဲအဲ့လိုကစားပြီးတော့ဟောဒီတဲ့နောက်ထောင်2မို့တဲ့သူ့နောက်နှစ်မှာတဲ့ရှေ့ပေါင်း2တဲ့ဗျဒီမှာကစားပြီနော်နောက်ထောင်2မို့ရှေ့ပေါင်း2ရှေ့ပေါင်း2မို့သူ့အောက်မှာဟောဒီ3ညပိတ်နဲ့ဟောဒီနောက်နှလုံး93နဲ့3ည93ဒီလဲ2ပါတဲ့ဟောဒီနှစ်ကြောင်နော်ဒီနှစ်ကြောင်ရှေ့ပေါင်း2ကြောင်ဒီမှာဒီအခွေပေါ့နော်3ညရဲ့3ည93ကလည်း2လို့2 3ချက်ပြန်ကစားတာသူကစားတော့မယ်ဆိုရင်ဟောဒီကွန်ပလိတ်ကဆောင်းမှာပဲကစားတယ်ခွင်ရဲပါဝါ2ဖြစ်ချင်းကဲချုပ်ထားတာနော်နောက်ထပ်ဒီမှာပေါ့နော်ဒုတိယဟောဒီ3မိုးတဲ့ဒီမှာရှေ့ပေါင်း3နဲ့နောက်ထောင်3မိုးဒီမှာရှေ့ပေါင်း3ကစားပြီနော်ရှေ့ပေါင်း3မိုးကျွန်တော်2ပိတ်ခဲ့တဲ့ဟောဒီနောက်နှလုံး1ခဲ့ပေါ့နော်2 9နှစ်ဒီလဲ3ပါတဲ့သူအဲ့3ကစားတော့မယ်ဆိုရင်ဟောဒီ10ပလိတ်ကဆောင်းကိုကစားတယ်10ပါဝါ3တနည်းအားဖြင့်ဒီ3ကြောင့်ရှေ့ပေါင်း3ရှေ့ပေါင်း3ကြောင့်ဒီခွေ3ဟုတ်ပြီနော်ဒါဒုတိယကကဲတတိကမှာဒီမှာရှေ့ပေါင်းလေးမို့ဒီမဲ့ sorry နောက်ထောင်လေးမို့ဒီမှာရှေ့ပေါင်းလေးခွန်းလို့ကျွန်တော်ကြခဲ့ပေါ့နော်ဟုတ်ပြီရှေ့ပေါင်းလေးလို့ကြခဲ့ပြီတဲ့ရှေ့ပေါင်းလေးကြောင့်ကျွန်တော်တို့ဟောဒီ4ပိတ်နဲ့ဒီနောက်နှလုံး3ညနဲ့4လို့ပြန်ဖြစ်ချင်တာအဲဆိုတော့ဒီ4ပိတ်နဲ့နောက်နှလုံး3ညနဲ့မှာ4လို့ဖြစ်မှာပြောတယ်နောက်နှလုံးပေါင်း3ညပေါ့နော်ကဲသူကစားတော့မယ်ဆိုလို့ရှိရင်ဟောဒီနောက်နှလုံး4မို့ရှေ့ပေါင်းလေးမို့4ပိတ်ကနောက်နှလုံး3ညတယ်4လို့ကစားချင်တာဘယ်ဇောင်းမှာကစားမလဲ9ပိတ်ကဇောင်းမှာ9ရဲ့ပါဝါ4တနည်းအားဖြင့်4ပိတ်ကြောင်4ပေါ့နော်3ပိတ်ကြောင်3ပေါ့နော်2ပိတ်ကြောင်2လို့
သူ့ဆောင်လေးတွေမှာလှလှပပကစားထားတဲ့စနစ်အရာကျွန်တော်တို့ကနောက်လုံးပေါင်း3ညကိုကင်မယ်ပေါ့ဗျာကဲအဲ့ဆိုတော့ကျွန်တော်တို့ဒီ12ချိန်မှာဆိုလို့ရှိရင်ပေါ့နော်ဒီနှစ်မျိုးပေါင်းပြီးမှပေးမယ်ဟောဒီဆက်ကိုလိုင်းပေါ့နော်ကျွန်တော်ဟုတ်ကဲ့ဒီဆက်ကိုလိုင်းပေါ့နော်ဆက်ကိုလိုင်းကျွန်တော်ဒီမှာဒီဆက်ကိုလိုင်းเนี่ยပေါ့နော်ကျွန်တော်အနေနဲ့ဒါရန်ကုန်ထဲမှာတော့ထည့်ပေးတော့မယ်ပေါ့နော်ဒီထဲကစနစ်ကိုဟုတ်ကဲ့ဆက်ကိုလိုင်းလေးစိတ်ဝင်စားရဆိုလဲရှိရဒီဆက်ကိုလိုင်းထိုးပေါ့နော်စနစ်2မျိုးလုံးကပေးမယ်ရှီပေါင်းခွင်နဲ့နောက်ပေါင်း3ညပေါ့နော်ကျွန်တော်ပြောခဲ့တာဒီအဲ့တော့ရှင်းလုံးပေါင်းခွင်ဒီမှာနောက်လုံးပေါင်း3ညလည်းဖြစ်တယ်ဒီဆက်ကိုလိုင်းဒါစေနာနဲ့ကျွန်တော်ချပြလိုက်ပြီပေါ့နော်တိုးတော်လဲဒီဟာကတော့ကျွန်တော်ရန်ကုန်ထဲမှာထည့်မှာဖြစ်ပါတယ်ကျွန်တော်ထုတ်မှာကအခု6 break 3ည break ကို line ပေါ်မှာတင်ပေးပြီးသားဖြစ်တယ်ပေါ့နော်6 break ကတော့သူဦးစားပေးပေါ့နော်ဟို3ည break ကတော့ရန်ကုန်ထဲမှာပဲထည့်ပေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစနစ်ချိန်မှာပေါ့နော်ဒီကျွန်တော်ရဲ့ကနန်းကင်တဲ့စနစ်ကလေးပါအချို့ဟိုချပြထားတာဖြစ်တဲ့အတွက်ကျွန်တော်အော်စီထုတ်မဲ့ break side စနစ်ကိုတော့ကျွန်တော် line ပေါ်တင်မပေးတော့ဘူးဖြစ်ဗျကျွန်တော်ရဲ့မိတ်ဆွေဟောင်းတွေကိုပဲ29ရက်နေ့မှာကျွန်တော်break line ရောကနန်းကင်တဲ့စနစ်ပါတွဲပြီးချပြပေးမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုတော့ line ပေါ်ကတတိယဝါနာရှင်မိတ်ဆွေပေါင်းကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေခင်ဗျာအားလုံးပဲခွက်လာပါခင်ဗျာ